အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဆိုင်ကလူတွေကိုရာသီဥတုအေးလေးနဲ့လိုက်တဲ့ကြာတန်ချက်လေးချက်ကျွေးဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ကကြက်သားကိုအယိုးအသားနှွင်ထားပြီးတော့အယိုးကိုတော့ပြုတ်ရည်လုပ်ပါမယ်အယိုးကိုကျွန်တော်ကမိနစ်20လောက်ပြုတ်ထားပါမယ်ကြာတန်ကိုတော့မချက်ခင်မိနစ်20လောက်အလိုမှာရေစိမ်ပေးထားပါမယ်ဟိုကြပန်းကြောင့်နဲ့အသားတူတွေကိုတော့ကျွန်တော်ကတနားခွဲလောက်ရေစိမ်ပြီးတော့ရေပြန်စစ်ထားပါတယ်ချက်သားချက်ဖို့အတွက်ကိုတော့စီနှဲငယ်ထည့်မယ်ဂျင်းကြက်တွန်ပြူပဲတုံးထားပါတယ်ကျွန်တော်ကကြက်တွန်နေမတုံးထားပါဘူးမြေလေးနဲ့စီတက်ပြီးတော့အနှံလေးမွေးလာပြီဆိုရင်တော့ဆနွင်းမုတ်အနေငယ်ထည့်ပါမယ်ပြီးရင်တော့ရောင်တင်မုတ်တစ်စုံထည့်ပြီးတော့ဆနွင်းနဲ့ရောင်တင်မုတ်အနှံလေးပြပြီးတော့စီတက်နှံလေးမွေးလိုက်ဆိုရင်တော့ကြက်သားအနေတော်လှီးထားတာလေးတွေကိုထည့်ပေးပါမယ်ကြက်သားလေးတွေအပေါ်ရန်လေးတွေကြက်ပြီးတော့တင်းလာပြီဆိုရင်တော့ကျွန်တော်ကဒီမှာရေလေးအနေငယ်ထည့်ပြီးတော့ချက်ထားပေးပါတယ်ကြက်သားလေးလည်းကြက်လာပြီဆိုရင်တော့နောက်ဆုံးမှာကျွန်တော်က9ငံပြားကြီးတစ်စုံထည့်ပြီးတော့ချက်ပေးထားပါတယ်အခုလိုနေထားလေးဆိုရင်တော့ကြက်သားချက်ထားလေးကရပါပြီပြီးရင်တော့ခုနကအယိုးပြုတ်ရည်တဲ့ကိုရေစိမ်ထားတဲ့မှုကြောက်ပန်းကြောက်တွေထည့်ပေးပါမယ်မှုကြောက်ပန်းကြောက်ထည့်ပြီးရေလေးတွေဆူလာပြီဆိုရင်တော့ကြက်သားဟင်းချက်ထားလေးတွေထည့်ပေးပါမယ်ဒီမှာကျွန်တော်ကကြက်သားကိုတစ်ခါတည်းအကုန်မထည့်ပါဘူးကြာတန်ချက်ကစီများရင်သားလို့မကောင်းလို့ကျွန်တော်ကစီလေးတွေတက်နိုင်များစစ်ပြီးတော့အနှစ်နဲ့အသားလေးတွေပဲထည့်ပေးပါတယ်ပြီးရင်တော့အချုံမုံအနှဲငယ်ထည့်ပါမယ်အချုံမုံမစားဘူးဆိုရင်တော့ကြက်သားမုံဖြစ်ဖြစ်ဒါရှိတာဖြစ်ဖြစ်ထည့်လို့ရပါတယ်အရသာလေးမြည်ကြည့်ပြီးတော့ကျွန်တော်ကတော့အငံလိုလို့9ငံပြားကြီးတစ်စုံထပ်ပြီးတော့ထည့်ထားပါတယ်ပြီးရင်တော့ခုနကရေစိမ်ထားတဲ့ပဲကြာစံကိုနောက်ဆုံးမှထည့်ပေးပါမယ်နောက်ဆုံးမှတော့ကြာတန်ချက်ရဲ့မပါမဖြစ်ငရုတ်ကောင်းလေးထည့်ပြီးတော့အဆုံးတက်လိုက်ပါမယ်ဒါဆိုရင်တော့အရန်စားကောင်းနဲ့ကြာတန်ချက်ရပါပြီ다음에 속 잘 비벼서 찾았나 되지. 다르죠. 이렇게 먹으면 되지. 와. 맛있어? 와. 맛있죠. 얘 고수란 와, တတိကကြာတန်ချက်လဲကြိုက်ပြီမယ်ကြာတန်ချက်ထဲမှာပါတဲ့အသားတူကိုတအားကြိုက်တော့သူကဘာနဲ့လုပ်လဲဆိုပြီးတော့သိကျင်တာပေါ့နော်ကျွန်တော်ကလည်းကြာတန်ချက်ပဲစားဘူးတာအသားတူကိုဘာနဲ့လုပ်လဲဆိုတော့မသိဘူးပုံမှန်ဆိုရင်ပဲနဲ့ပဲလုပ်တာထင်လို့ပေါ့နော်တီးတဲ့လူရှိရင်လည်းဝင်ပြီးတော့မှန်သွားပေးပါဦး 뭘로 만든 건지 알아? 콩거 같아. 맞아? 전 잘 몰라? 콩 맞나요? 콩으로 만든 거 같아요. 이거 뭘로 만드는지 아는 사람 댓글 달아달라 그래. 아 그래요? 맛있죠. 이거 맛있지.